နဲ့မဆိုင်ဘဲနဲ့တာလွန်တဲ့ငြိမ်သက်ခြင်းလွတ်လပ်ခြင်းဝမ်းမြောက်ခြင်းကိုပေးတယ်ဒါကြောင့်ဆင်းရဲသောသူဒီပရိသတ်ထဲမှာရှိကောင်းရှိလိမ့်မယ်ဘုရားရှင်သိကိုသိတော်မူတယ်သိရဲ့နှလုံးသားတွေကကြာနေတဲ့မျက်ရည်ကိုတော့ဘုရားရှင်တုတ်ပိနိုင်တယ်နှလုံးကြည်ကွဲသောသူ၏အနာကိုစီးစေခြင်းစိတ်နှလုံးကြည်ကွဲတဲ့အနာကိုဘယ်သူမှစီးပေးလို့မရဘူးဒီစိတ်နှလုံးကြည်ကွဲတဲ့ဓာတ်ကိုဘယ်သူမှမခံနိုင်ဘူးကြည်ကွဲတဲ့နှလုံးသားကိုစစ်စပ်အကောင်းပကတိဖြစ်အောင်မလုပ်နိုင်ဘူးကျွန်တော်တို့တခါတလေစပိန်တာယာပေါက်သွားတဲ့ခါကော်ဒီသွားွယ်တဲ့ခါအဲ့ဒီအိန္ဒိယပြည်ကကော်ကသူကကြောညာတော်ကောင်းတယ်သူ့ရဲ့ကော်ကဆင်ဆွဲလည်းပဲသူကတ်ထားတာမကွာဘူးတဲ့အင်မတန်ကောင်းတယ်ဒါပေမဲ့ you can join everything except broken heart ဆိုတော့ကြောညာလေးရေးထားတယ်အားလုံးကိုတော့ရတယ်ဒါပေမဲ့ကြည်ကွဲတဲ့စိတ်နှလုံးကိုတော့ငါတို့ကော်လည်းမကပ်ပေးနိုင်ဘူးဒါကြောင့်အဲ့ဒီလူမတတ်နိုင်တဲ့အရာကိုဘုရားရှင်တတ်နိုင်တယ်ဟာလေလုယာအဲ့ဒီတော့ဘုရားရှင်ချစ်ချင်းမေတ္တာရဖို့လို့တယ်ဘုရားသခင်ရဖို့လို့တယ်လူမေတ္တာကိုမမျှော်နဲ့ဘုရားသခင်ရဲ့မေတ္တာကိုပဲမျှော်ကြည့်ဘုရားရှင်မေတ္တာသာကျွန်တော်တို့ရဲ့စိတ်နှလုံးအလိုကိုပြည့်စုံတယ်လူမေတ္တာကတော့သူကောင်းမှကိုကောင်းတယ်လူမေတ္တာဟာကျွန်တော်တို့အတွက်သက်သာမှုတဲ့ပင်ပန်းမှုဖြစ်စေတဲ့အတွက်လူစီကမေတ္တာကိုမျှော်သည်တဲ့ဒီနေ့အသက်ပေးပြီးချစ်တဲ့ခရစ်တော်ဘုရားသည်ချစ်ချင်းမေတ္တာဖြစ်သူဟာကျွန်တော်နှလုံးသားထဲကိုဝင်လာရင်ကျွန်တော်တို့ဟာမေတ္တာပွဲကိုကျင်းပလို့ရပြီခရစ်စမတ်ပွဲကိုကျင်းပလို့ရပြီဒါကြောင့်သခင်ယေရှုကမဿဲ 7:28 မှာဝန်လေး၍ပင်ပန်းသောသူအပေါင်းတို့ငါထံသို့လာကြလော့ငါသည်ချမ်းသာပေးမယ်။အိုမိတ်ဆွေသင်ရဲ့သက်တာထဲမှာသင်မတတ်နိုင်တာအများကြီးပါ။သင်စိတ်ကိုယင်တာကယင်ခဲ့တာပဲလက်တွေ့နဲ့ကတခြားစီဖြစ်နေတယ်မဟုတ်ဘူးလား။သို့သောဘုရားရှင်သည်သင်ကိုကယ်ဖို့ကြွလာတယ်။အဲ့ဒီနေ့ခရစ်မတ်နေ့မေတ္တာဘုရားရှင်မေတ္တာကိုပြသောနေ့သင်အတွက်ဖြစ်ခရစ်မတ်ဒီသင်အတွက်ဖြစ်တယ်ကျွန်တော်တို့ကခရိယန်ဒီအတွက်လို့ထင်တယ်လူတိုင်းအတွက်ဖြစ်တယ်ဘာကြောင့်လဲလူတိုင်းကိုဖန်ဆင်းတဲ့ဘုရားဖြစ်တယ်လူတိုင်းကိုသနာတဲ့ဘုရားလူတိုင်းကိုချစ်တဲ့ဘုရားလူတိုင်းကိုပင်ငရဲကနေကယ်တင်ခြင်း